အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ရှင်းပြပေးမယ့်သင်ခန်းစာလေးကတော့ကျွန်တော်ဒီ printer driver installation ပြုလုပ်ပုံပြုလုပ်နည်းကိုကျွန်တော်အနေနဲ့ရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်ဒီ printer driver installation လုပ်တော့မယ်ဟေးဆိုရင်ကျွန်တော်ဘာလုပ်လဲပေါ့နော်အဲ့တော့ printer တစ်လုံးကိုကျွန်တော်ဆိုင်ကနေပြီးတော့ဝယ်လာပြီးဟေးဆိုရင်ကျွန်တော်ဒီ printer ဘူးထဲမှာကျွန်တော်ဘာပါလာမလဲဆိုတော့ကျွန်တော်ဒီ power cable ကြိုးပါလာမယ်ကျွန်တော် USB data cable ကြိုးပါလာမယ်ပေါ့နော်အဲ့ကကြိုးနှစ်ကြိုးကိုကျွန်တော်တို့ကဘယ်မှာတက်မလဲအဲ့တော့ printer မှာပါတဲ့ကျွန်တော်ဒီမှာ USB လို့ကျွန်တော်ရေးထားတယ်ပေါ့နော် USB ဆိုရဲကြိုးမှာကျွန်တော်တို့ data cable ကြိုးကိုကျွန်တော်တက်မယ်ပြီးတော့ရင်တော့ဒီအောက်မှာကျွန်တော် power cable ကြိုးကိုတက်မယ်ပေါ့ဗျာအဲ့လိုမျိုးတက်ပြီးသွားပြီကွန်ပျူတာနဲ့လည်း join ပြီးသွားပြီ USB port back ကိုလည်း join ပြီးသွားပြီဟေးဆိုရင်တော့ကျွန်တော်ဒီ printer driver software ကိုကျွန်တော် online ကနေပြီးတော့သွား down မယ်ပေါ့ဗျာအဲ့တော့အရင်တုန်းကကျွန်တော်တို့ printer တွေဝယ်တယ်ဆိုလို့ရှိရင်ကျွန်တော်ဒီအဲ့က printer ထဲမှာကျွန်တော်တို့တူရဲ့ driver ခွေတခါတည်းပါလာတယ်ပေါ့နော်အခုနောက်ပိုင်း printer တွေမှာတော့ကျွန်တော်ဒီ driver ခွေမပါတော့ဘူးပေါ့နော် online ကနေပြီးတော့ပဲကျွန်တော်တို့ကိုပါတူ down ယူမှာပဲအဆင်ပြေမှာပေါ့နော်အဲ့တော့ကျွန်တော် installation လုပ်ပြမယ့် printer ကကျတော့ကျွန်တော်ဒီ EBSON Epson and 3110ပေါ့ဗျာဒီ printer လေးကိုကျွန်တော်တို့ဒီ installation လုပ်ပြမယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်က Epson 3110 printer driver ဆိုပြီးတော့ဝင်လိုက်ပြီဖြစ်တယ်ဒီမှာ Epson လေးပေါ်လာပြီပေါ့ဒီမှာ Epson Myanmar ဆိုပြီးတော့လည်းကျွန်တော်ရှိရပေါ့နော်အဲ့တော့ကျွန်တော် Epson Myanmar ပေါ်မှာ right click နှိပ်လိုက်မယ်ပြီးရင် open new tab ကိုကျွန်တော်ခေါ်လိုက်မယ်ပေါ့နော်အဲ့တော့တခါလေကြာရင်ဒီ web page ကကျွန်တော်နည်းနည်းလေးကြာတတ်တာမျိုးတွေကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာဆိုရင်ကျွန်တော် download ဆွဲလို့မရသေးဘူးအောက်မှာ operating system ကျွန်တော်တို့ရွေးချယ်ခွင့်မရှိသေးဘူးပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာ download ဆိုတာလေးကိုကျွန်တော် click တစ်ချက်နှိပ်ထားမယ်အဲ့တော့ဒီနေရာလေးမှာတခါတလေကြာရင်ကျွန်တော်တို့ဘာဖြစ်တယ်လဲဆိုတော့ကြာတတ်တယ်နော် internal line ပေါ်မှာလည်းမူတည်ရပေါ့နော် internal line ပေါ်မှာလည်းမူတည်ရဒီနေရာလေးမှာတခါတလေကျွန်တော်တို့ကြာတတ်ပါတယ်အဲ့တော့ဒီနေရာလေးကိုကျွန်တော်စိတ်ရှိခြင်းနဲ့ခဏလေးကျွန်တော်ဘာလုပ်ပြရမလဲဆိုတော့စောင့်ပြရမယ်ပေါ့ဗျာအဲ့တော့ကျွန်တော်ဒီဘက်ကနောက်ထပ် watch ကိုတခုလည်းကျွန်တော်ထပ်ပြီးတော့ဖွင့်ထားလိုက်မယ်ပေါ့ဗျာအဲ့ဒီဘက်မှာလည်းမတက်လာသေးဘူးကျွန်တော်ဒီဘက်မှာလည်းကျွန်တော်မတက်လာသေးဘူးပေါ့နော်ကျွန်တော် download ဆိုတာလေးကိုကျွန်တော်နှိပ်ထားလိုက်မယ်ဘေကောင်ကအရင်တက်လာမလဲတော့ကျွန်တော်ပြောဒါဆိုရင်ပြောရင်ဆိုရင်ကျွန်တော်ဒီမှာတက်လာပြီပေါ့နော်အဲ့တော့ operating system ကိုကျွန်တော်ရွေးရမယ်ကိုကွန်ပျူတာမှာတင်ထားတဲ့ Windows က Windows 11 လား Windows 10 လားပေါ့နော်အဲ့တော့ကျွန်တော် Windows 10 ကိုတင်ထားပြတဲ့တော့ Windows 10 64 bit ကိုကျွန်တော်ရွေးလိုက်မယ်ပြီးတော့ရင်တော့ကျွန်တော်ဒီ Go ဆိုတာကိုကျွန်တော်တစ်ချက်နှိပ်မယ်ပေါ့ဗျာကိုနှိပ်ပြီးသွားရင်လည်းကျွန်တော်တို့ဘာလုပ်အောင်မလဲဆိုတော့ခေတ္တခဏကျွန်တော်တို့စောင့်ပေးအောင်ပဲပေါ့နော်အဲ့တော့ကျွန်တော်ဒီ printer software တွေကိုကျွန်တော်ဒီ driver software တွေကျွန်တော်မှန်မှန်ကန်ကန်ကျွန်တော် download ဆွဲတတ်ဖို့တော့လိုတယ် download ဆွဲပြီးသွားပြီဆိုတော့ကျွန်တော် installation လုပ်မယ်ပေါ့နော်အဲ့တော့ printer software တွေမှာတချို့ printer တွေကကျွန်တော်ဒီ logo print မဲကျွန်တော်တို့ထုတ်လို့ရတဲ့ printer ရှိရဲတချို့ printer တွေကကျွန်တော်ဒီ scan ဖတ်လို့ရတယ် copy ကူးလို့ရတယ်နော်ဒီလိုမျိုး printer ရှိအဲ့တော့ scanner ပါတဲ့ကွန်ပျူတာတွေဆိုတော့ကျွန်တော်ဒီ scanner ရောကျွန်တော်တခါတည်းဘာလုပ်ပြရမလဲဆိုတော့ installation လုပ်ပြရမှာပေါ့ဗျာအဲ့တော့ကျွန်တော်ဒီမှာကျွန်တော်ခဏလေးကျွန်တော်ဘာလုပ်ရမလဲဆိုတော့စောင့်ရပါမယ်နော်ဒီဘက်ကတော့ကျွန်တော်ပေါ်မလာသေးဘူးပေါ့နော်အဲ့တော့ဒီဘက်ကိုလည်းကျွန်တော် download ကလေးကျွန်တော်နှိပ်ထားလိုက်မယ်ပေါ့ဗျာဒီဘက်ကပေါ်လာလားမသိမပေါ်သေးဘူးဒီဘက်လည်းမပေါ်သေးအဲ့တော့ကျွန်တော် download ကိုထပ်ပြီးတော့နှိပ်ပါမယ်တခါလေကြာရင်ဒီနာလေးမှာကျွန်တော်နည်းနည်းလေးကြာတတ်တယ်ပေါ့နော်ကြာတတ်တယ်ဒါလေးကိုကျွန်တော်တို့ဒီချာလေးစိတ်ရှိနဲ့ကျွန်တော်တို့ download ဆွဲဖို့လိုတယ်တခါလေကြာရင်လည်းကျွန်တော်ဒီ VPN ကြောင့်လည်းကျွန်တော်မတက်လာတာမျိုးကြီးလည်းဖြစ်တတ်တယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့တက်မလာသေးဘူးပေါ့နော်အဲဒါဆိုရင်ကျွန်တော် VPN လေးဖွင့်ကြည့်လိုက်မယ်ဗျာโอเค VPN တော့ချိန်သွားပြီ download ကိုတစ်ချက်ထပ်နေမယ်ခိုင်ကြရင် internet line ကြောင့်ကျွန်တော်တို့download ဆွဲလို့မရတော့တာမျိုး download ဆွဲလို့မရလည်းဖြစ်တတ်တယ်ပေါ့နော်တခါတည်းကြာရင်ကျွန်တော် download ဆွဲလို့မရဘူးโอเคဒါဆိုရင်ကျွန်တော် Windows 10ဆိုပြီးတော့ကျွန်တော်ပေါ်လာပြီပေါ့နော်Windows 10ဆိုပြီးတော့ပေါ်လာအဲ့တော့ကျွန်တော်တို့က driver ပဲ run မှာဖြစ်တယ်ဒီမှာ driver ဆိုတာလေးကိုကျွန်တော် click ချက်နှိပ်လိုက်မယ်ပြီးတော့ကျွန်တော်ဒီမှာ scan driver ကျွန်တော် printer driver ဆိုတာရှိရเนาะအဲ့တော့ကျွန်တော် download ကိုတမ်းမနှိပ်ဘူး right click နှိပ် open new tab နဲ့သွားမယ် right click နှိပ်ကျွန်တော် open new link
new tab နဲ့ကျွန်တော်တွားလိုက်အောင်ပဲပေါ့နော်ပြီးသွားပြီ hey ဆိုမှဒီလိုမျိုးခေါ်ပြီးသွားပြီ hey ဆိုမှကျွန်တော်ဒီမှာ accept ကိုနှိပ်မယ်ပြီးသွားရင်ဒါတော့ idea ကတော့ကျွန်တော် download ဆွဲလို့မရဘူးပေါ့နော် idea ကတော့ error တက်နေတယ်ဟောဒီမှာ scan ကိုတော့ကျွန်တော်ဘာလုပ်လိုက်ပြီလဲဆိုတော့ down လိုက်ပြီးသွားရင်ဒီဘက်က printer driver လဲကျွန်တော်နှိပ်လိုက်မယ်ဒါဆိုရင်ကျွန်တော်ဒီမှာ run နေပြီပေါ့နော်သူကတော့ကျွန်တော်ဘယ်လောက်မှမကြပါဘူးเนาะကျွန်တော်တို့ဒီ run တာလေ internet line ကောင်းရင်ကျွန်တော်တို့မြင်ပါတယ် okay ဒါဆိုရင် error တက်သွားပြီ fail ဖြစ်သွားပြီเนาะပြန် down ကြည့်မယ်okay ကမ္ဘာ complete ဖြစ်သွားပြီဒုတိယတစ်ခုပြန် down ကြည့်မယ်ဒုတိယတစ်ခု scanner လုံးဝမပါလာဘူး okay ခုမှပါလာတယ်9 minute 2 minute 1 minute နော်တခါကျအဲ့လိုမျိုးတွေကျွန်တော်ဖြစ်တတ်တယ်ဗောနော်ကျွန်တော် internal line ကြောင့်ဒီလိုမျိုးတွေကျွန်တော်ဖြစ်တတ်ပါတယ်ဟော fail ဖြစ်သွားပြန်ပြီ okay ကျွန်တော် complete ပြီးသွားပြီဗောနော်complete ပြီးသွားပြီဆိုတဲ့အတွက်ကျွန်တော်တို့ကို run လိုက်မယ်ဗောနော်ဒီမှာနှစ်ခုစလုံးကိုကျွန်တော်တို့တပြန်နေ run လုပ်ရတယ်အဲ့တော့64ကျွန်တော်တို့ printer driver software ကို run မယ် yes or no မင်း yes ညပြီးသွားရင် okay ပြီး okay ပြီး agree ကိုနှိပ်မယ် okayကျွန်တော် set complete ဖြစ်သွားပြီပြီးရင် scanner run မယ် yes or no မင်း yes next I accept next finish အဲ့တော့ကျွန်တော် reprinter ကတော့ကျွန်တော် download ဆွဲပြီးသွားပြီinstall run ပြီးသွားပြီအဲ့တော့ကျွန်တော်တို့က control panel တွေကိုကျွန်တော်တို့သွားမယ်ပေါ့နော် con ဆိုပြီးတော့ကျွန်တော်ရိုက်ထည့်မယ် control panel တွေကိုသွားမယ် control panel တွေကနေပြီးတော့ကျွန်တော်ဒီမှာဘာကိုရွေးချယ်ရမလဲဆိုတော့ device and printer ဆိုတာလေးကိုကျွန်တော်ရွေးချယ်မယ်ပေါ့နော် device and printer ဆိုတာလေးကိုကျွန်တော်နှိပ်မယ်အဲ့ device and printer တွေကိုနှိပ်ပြီးသွားရင်ဒီမှာ M310 ရှိရယ်ပြီးသွားရင် M210 ရှိရယ်ကျွန်တော်တို့ run လိုက်တာကအခုလက်ရှိ run လိုက်တာကွန်ပျူတာမှာထိုးထားတာက 3110ကိုထိုးထားတယ်ပေါ့နော်ဒါကတော့ကျွန်တော်ရှေ့မှာထိုးခဲ့တဲ့ printer ပဲပေါ့အခုလောလောဆယ်ကကျွန်တော်ဒီ default printer ဒီကောင်ဖြစ်တဲ့အတွက်သူ့ကို default ထားမယ် right click နှိပ်မယ်ပြီးတော့ကျွန်တော်ဒီမှာ set default ဆိုတာရှိရပေါ့နော် set default printer ဆိုတာလေးကိုရွေးမယ်ပြီးတော့ right click နှိပ်မယ်အဲ့တော့ကျွန်တော်တို့ scan နေပါဖတ်မယ်ဟေးဆိုရင်ဒီမှာ start scan ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်အောင်ပဲအဲ့တော့ scan ဖတ်တော့မယ်ဟေးဆိုရင်ကိုယ့်ရဲ့ကွန်ပျူတာရဲ့ကိုယ့်ရဲ့ဥစ္စာထဲမှာဆက်ထဲမှာဘာကို scan ဖတ်ချင်တာလဲပေါ့နော်ကို scan ဖတ်ချင်တဲ့စာသားကိုကျွန်တော်တို့စာရွက်ကိုထည့်လိုက်ပြီးတော့ start scan ဆိုတာလေးကိုကျွန်တော်တို့နှိပ်လိုက်လို့ရတယ်ပေါ့နော်အဲ့တော့အခုလောလောဆယ်ကျွန်တော်တို့start scan လေးကိုကျွန်တော်အရင်ဆုံးဖတ်ပြပေးမယ်ပေါ့ဗျာ scan ဘယ်လိုဖတ်လဲဆိုတာအဲ့တော့ကျွန်တော် printer set တွေကိုစာရွက်တွေထည့်လိုက်အောင်မယ်အဲ့တော့ကျွန်တော် printer တွေကိုကျွန်တော် server တွေထည့်လိုက်ပြီဆိုရင် right click နဲ့ကျွန်တော်တို့ start scan ဆိုတာလေးကိုကျွန်တော်နှိပ်လိုက်မယ်ပေါ့နော်